ခန္ဓာကိုယ်အပြည့်နေပါစူးတွေနဲ့ခြံရံထားပြီးတော့ရှင်တစ်ကြက်တစ်များလို့တားရဲမှုဆူများနဲ့ကြုံရင်တော့မကြောက်မလန့်ပဲရင်ဆိုင်ကာကွယ်နိုင်တဲ့တတ္တဝါများကိုမိတ်ဆက်ပေးလိုက်ပါတယ်သူတို့ကတော့ porcupine လို့ခေါ်တဲ့ဖြူကောင်လေးတွေပါ rodents လို့ခေါ်တဲ့ကြွက်လိုမျိုးသွားနဲ့ဝါးစားကိုက်ဖြတ်နိုင်တဲ့တတ္တဝါအနွယ်ဝင်တွေဖြစ်ကြပြီးတော့ကပီဘာရာတွေကလွဲရင်ဒုတိယအကြီးဆုံးမျိုးစိတ်တွေလည်းဖြစ်ကြပါတယ်တချို့ဖြူများဟာ3ပေကျော်ထိကြီးထွားက55ပေါင်ကျော်တဲ့အထိလေးနိုင်ပြီးတော့ Old World Porcupine နဲ့ New World Porcupine ဆိုပြီးမိသားစုနှစ်ခုအဖြစ်ကွဲပြားတည်ရှိနေပါတယ်။ Old World Porcupine ဖြူကောင်တွေမှာတိတာထင်ရှားတဲ့စူးကြီးများပိုင်ဆိုင်ကြပြီးတော့ထိုစူးတွေကပို၍မာကျောကချွန်ထက်နေပါတယ်။မျိုးစိတ်ပေါင်း12ခုခန့်ရှိပြီးတော့အာရှတိုက်အာဖရိကတိုက်နဲ့ဥရောပတိုက်တောင်ပိုင်းမှာတွေ့နိုင်ပါတယ်။သူတို့ဟာကျင်းများမြောင်းများတူးကနေထိုင်တတ်ကြပြီးတော့အများအဖြစ်မြေကြီးပေါ်မှာသာလှုပ်ရှားခြင်းလည်းတတ်ကြပါတယ်။ New World Porcupine များထက်လည်းအကောင်ပိုကြီးကြပါတယ်။ New World Porcupine များကတော့မျိုးစိတ်ပေါင်း18ခုခန့်ရှိပြီးတော့မြောက်အမေရိကတိုက်တောင်အမေရိကတိုက်နဲ့အမေရိကတိုက်အလယ်ပိုင်းမှာတွေ့နိုင်ပါတယ်။ခန္ဓာကိုယ်ပိုသေးပေမဲ့လည်းရှည်လျားတဲ့အမွှေးများပိုင်ဆိုင်ကအမွှေးအောက်မှာချွန်ထက်တဲ့အဆူအများပြားတည်ရှိနေပါတယ်။သူတို့ကတော့ကျင်းများတူပြီးမြေကြီးပေါ်မှာနေလေးမရှိပဲနဲ့အများအဖြစ်အပင်များပေါ်မှာသာနေလေးရှိပါတယ်။အပင်တက်ခြင်းလဲကျွမ်းကျင်ကြပြီးတော့သူတို့ရဲ့အမိကအကိုင်းခတ်များကိုထိတွေ့ဆန်းသက်ခြင်းကုတ်တွယ်ခြင်းများမှာလက်တစ်ချောင်းလိုမျိုးကူညီပေးနိုင်ပါတယ်။သူတို့ဟာအဓိကအားဖြင့်တစ်ရွက်များတစ်ခေါက်တစ်မြစ်တစ်ဥတစ်ဖုများအတီးအနှံများကိုအများဆုံးရှာဖွေစားသုံးတတ်ကြပါတယ်။လှုပ်ရှားမှုနှေးကွေးလွန်တာကြောင့်ဖြူကောင်အများစုဟာညဘက်မှာသာအစာရှာလှုပ်ရှားလေးရှိကြပြီးတော့နေ့ဘက်မှာတော့အနားယူအိပ်ဆက်လေးရှိပါတယ်။အတီးအရွက်စားတတ္တဝါတွေဖြစ်ကြပေမဲ့လည်းတိရစ္ဆာန်အယိုးများဥကြိုများကိုတခါတရံကိုက်ဝါနေတတ်ပါတယ်။သူတို့မှာသွားအချောင်းရည်20ခန့်ရှိပြီးတော့ရှေ့အပေါ်သွားနှစ်ချောင်းနဲ့အောက်သွားနှစ်ချောင်းဟာအဆက်မပြတ်ကြီးထွားနေတာကြောင့်သွားများရှေ့ထွက်လာပြီးဒုက္ခပေးနိုင်တဲ့အတွက်ပစ္စည်းအမှားများကိုကိုက်ဝါပြီးသွားအနေထားကိုထိမ့်ညှိပေးနေရပါတယ်။တင်မြစ်သေးရွက်များမှာစားတတ်နေပါလွန်းတာကြောင့်သူတို့ဟာစားတတ်ကိုအလွန်ကြိုက်နှစ်သက်ကြပြီးစားခဲများအပြင်လူချွေးများနဲ့ထိတွေ့ထားတဲ့ပစ္စည်းများကိုပါအငံတက်ကြောင့်စားသုံးလေးရှိပါတယ်။သူတို့ရဲ့အကြားအာရုံနဲ့အနံ့ခံနိုင်စွမ်းဟာလည်းအလွန်ကောင်းမွန်လာပါတယ်။ရန်သူရဲ့လှုပ်ရှားသံနဲ့အနံ့ကိုအနားမရောက်ခင်သိရှိနိုင်ပြီးတော့ကြိုတင်ကာကွယ်ခြင်းများလုပ်နိုင်ပါတယ်။နောက်တစ်ချက်ကသူတို့ရဲ့အဆူတွေပါအလွန်မာကျောပြီးတရီများကြွက်သားများကိုထိုးဖောက်နိုင်တဲ့အထိချွန်ထက်နေပါတယ်။ဆေးထိုးအပ်များထက်တောင်ပို၍ချွန်ထက်နေပြီးတော့အဆူရဲ့ထိပ်ပြားမှာလည်းငမြားကျိတ်လိုမျိုးဂျိတ်ကောက်များပိုင်ဆိုင်နေပါတယ်။အများစုထင်ကြသလိုသူတို့ရဲ့အဆူဟာအဝေးကိုမပြစ်နိုင်ပါဘူး။အဆူများဟာအထူးဖြစ်တည်နေတဲ့အမွှေးများဖြစ်ကြပြီးတော့လူတို့ရဲ့လက်သေးများလို့ keratin ဆိုတဲ့အမာခံပစ္စည်းများနဲ့ဖွဲ့စည်းထားတာပါ။ဖြူတကောင်မှာအဆူချောင်း2000ကနေ3000ထိပိုင်ဆိုင်နိုင်ပြီးတော့အရေပြားအပေါ်ရံမှာတည်ရှိနေပါတယ်။အန်ဒီရဲ့ဂျုံလာပါကအဆူများကိုထောင်ထားနိုင်ပါတယ်။ရန်သူနဲ့ထိတွေ့တဲ့အခါမှာအဆူထိတ်မှာဂျိတ်လိုပစ္စည်းများကြောင့်ရန်သူထံအလွယ်တကူထိုးကပ်စိုက်ဝင်နိုင်ပြီးတော့အဆူအောက်ခြေမှာအရေပြားကြွက်သားများကလည်းစပရင်တစ်ခုလိုမျိုးတွန်းထုတ်ပြီးပါတယ်။ဒါအပြင်အဆူထံမှာအနံ့ပြင်းနဲ့ဖျောင်းလိုမျိုးအစီအဆေးများကတ်နေပြီးတော့ထိုးဖောက်ခြင်းကိုလည်းပုံမအားပေးနိုင်ပါတယ်။အကယ်၍စူးမိခဲ့ရင်လည်းငမြားကျိတ်လိုဖြစ်နေတာကြောင့်ဆွဲနှုတ်လေးပိုစိုက်ဝင်လေးဖြစ်ကာပို၍မြဲမြံလေးပါပဲ။ခွဲစိတ်ပြီးမထုတ်ပဲဒီတိုင်းဆွဲနှုတ်ပါကအရေပြားပြဲထွက်ဒဏ်ရာများဖြစ်စေနိုင်ပါတယ်။ New World Porcupine များလိုအပင်နေဖြူကောင်များကိုဝက်ဝံများတောင်ချင်သစ်များဝန်ပလီများFisher လို့ခေါ်တဲ့မွေပါကြီးများကအမဲလိုက်ကြပါတယ်။အဆူများမရှိတဲ့ဝန်းပိုက်နေရာကိုကိုက်နိုင်မှသာအမဲလိုက်ခြင်းဟာအောင်မြင်နိုင်ပါတယ်။ Old World Porcupine များလိုမြေမာနေတဲ့ဖြူကောင်များကိုတော့ကြားကြက်တစ်ချင်သစ်များတောခွေးများခွေးအများစပယ်ကြီးလိုမွေကြီးများကအမဲလိုက်လေးရှိကြပြီးတော့သူတို့ရဲ့အဆူများကြောင့်အများအဖြစ်ရှောင်ရှားလေးရှိကြပါတယ်။အရွယ်ရောက်ဖြူများနဲ့ရင်ဆိုင်ရပါကရန်သူများရဲ့ပါဇက်အာကောင်များမျက်လုံးနှာခေါင်းများအပြင်ကိုယ်တွင်းကလီစာများပါထိခိုက်ဒဏ်ရာရရှိစေနိုင်ပါတယ်။ဖြူကောင်ရဲ့အဆူများဟာအစိတ်မရှိပေမဲ့လည်းနှုတ်ရခက်လွန်တာကြောင့်တွေးထွက်လွန်ခြင်းများဒဏ်ရာပိုးဝင်ခြင်းများဖြစ်ကာဒုက္ခပေးနိုင်ပါတယ်။အဆူများဟာရေပေါ်ပေါ်စေနိုင်တာကြောင့်ရေကူးလဲကျွမ်းကျင်ကြပြီးလိုအပ်ပါက
ဖြူကောင်များဟာမြစ်ချောင်းများကိုပါကူးဖြတ်နိုင်ပါတယ်သူတို့ဟာတောတဘာဝအတိုင်း10နှစ်ကနေ15နှစ်ထိရှင်သန်နိုင်ကြပြီးတော့ဂရုတစိုက်မွေးမြူထားပါက18နှစ်ကနေ20ထိအသက်ရှင်နိုင်ပါတယ်အသက်တစ်နှစ်ခွဲကနေ2နှစ်အရွယ်မှာမိတ်လိုက်ဖို့အရွယ်ရောက်ကြပြီးတော့မျိုးအောင်ပါကအမများဟာ3လကနေ9လထိကိုဝန်ဆောင်ကြရပါတယ်အများအပြည့်သားတစ်ကောင်ကနေ2ကောင်ထိသာပေါက်ကြပြီးတော့မွေးကလေးကတွားနဲ့အဆူများပိုင်ဆိုင်ကြပါတယ်မွေးကစားမှာအဆူများဟာပျော့နေတတ်ပြီးတော့နိုင်ရင်အနေငယ်ကြာမှမာကျော်လာတာပါမိခင်ကြီးဟာ3လအရွယ်ထိသားပေါက်များကိုနှုတ်တိုက်ကျွေးမွေးပြီးတော့အသက်5လကနေ6လအရွယ်ထိအနီးကပ်စောက်ရှောက်ပေးပါတယ်ပြီးရင်တော့ကိုဘဝကိုရက်တီးရပါတော့တယ်ဒီဖြူကောင်လေးတွေဟာတစ်တီများကိုစားသုံးရင်းနဲ့အစိများဆွန့်ထုတ်တတ်ကြကြောင်းတစ်ပင်ငယ်များကိုအတစ်ထွက်စေကတစ်တော်များကိုထိမ့်သိမ့်ပေးနေပါတယ်သူတို့အဆူများကိုအလောက်ကုန်ပစ္စည်းများတိုင်းရင်းစည်းများမှာလည်းအသုံးပြုကြပါတယ်ခွက်စိတ်ခန်းသုံးအချို့သောချုပ်ရိုးများတွဲချုပ်ရန်နေရာများစွာလိုအပ်ပြီးတော့အရေးပြားကိုပုံမနာကျင်စေခြင်းရောင်ရမ်းခြင်းများဖြစ်စေနိုင်တာကြောင့်ဖြူများရဲ့အဆူကိုအတူယူပါပုံမကောင်းမွန်တဲ့ချုပ်ရိုးအပ်များတီထွင်နိုင်အောင်လေ့လာနေကြပါတယ်အမြန်ဆုံးတနင်္လာရီကို6ကီလိုမီတာနှုန်းလောက်ပဲပြေးနိုင်တဲ့ဖြူလေးတွေဟာအပင်ပေါ်တက်ပြေးရင်လည်းနှင်းနှီးလေးပဲတက်နိုင်ပါတယ်အတီးရွက်များသာစားပြီးဘယ်တက်တဝါကိုမှအမဲမလိုက်ပဲအေးဆေးစွာနေတတ်ကြပြီမယ်ရန်လာရှာတဲ့တာရဲတိရစ္ဆာန်များကိုတော့ပြန်လည်ခုခံနိုင်အောင်တဘာဝတရားကြီးကအဆူ3000ခန့်လက်ဆောင်ထည့်ထားပေးပါတော့တယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင်ကိုစာ channel လေးကို like follow နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်ကျေးဇူးတင်ပါတယ်